သားလုပ်ချင်တယ်ဆိုလို့အဖနေရာပေးထားတာနော်သားတို့ဆရာတစ်ပည့်နှစ်ယောက်ကတူတူပဲသူများကြတော့ဝေးမန်းနေကိုယ်တိုင်ကြတော့တရားအောင်မှတုံးလို့မရဆရာလိပ်စာလေးထားလိုက်နောက်ဘယ်တော့မှသွားမခေါ်ဘူးနော် ကျွန်တော်ရအောင်လုပ်ကြည့်အောင်မယ် ဟမ်လုပ်ကြည့်အောင်မယ် ဟုတ်ကဲ့ ရအောင်လုပ်ကြည့်အောင်မယ်နော်ဒီလိုတိတ်ဖို့တော်သေးတာပေါ့ပလင်သာဆိုကုမ္ပဏီဝဲမင်းနဲ့သူနဲ့ပတ်သက်ပြီးဒီရှိအဲ့တော့တွားရိုက်နော်ရာတယ်လုပ်ကြည့်မယ်ရာတယ် ဟဲ့မင်းငါတို့ကိစ္စတော့ဝင်လျှောက်တာမလားဝင်လျှောက်တာမဟုတ်ဘူးရောအမေမတော်တော့ဝင်ရှင်းပေးတာကွာဝင်ရှင်းချိုးတော့ ကြည့်ရမယ်ဟမ် တော်ပါလား အဲ့ဒါရှောင်းရမှာလေ ပါလားပါ ဟောသားမမဘူးအဖမားတာမမဘူးမမဘာမား ကျွန်တော်မှားတာပါတားမှားတာပါ ကွာမင်းမားတာမမဘူးနော်တာမမ ဘာဖြစ်လဲ ဟုတ်ကဲ့ ဘာဖြစ်နေလဲသူ ရှူတင်တစ်ခုလုံးကိုစာရင်ရောတာရောက်လုပ်ဘူး ဟဲ့မင်းဘာလာရောက်နေလဲ ဟုတ်ပါဘူးဆရာရဲ့ကျွန်တော် ရောက်ပါ မရောက်ပါဘူးဘာမှမရောက်ပါဘူး ဘာဖြစ်လဲတေချာပြောသမှာ သူလုတ်ချင်တယ်ဆိုလို့ခိုင်းထားတယ် အင်း စကားမှန်တော့အိုက်တင်မှားတယ် อืม အိုက်တင်မှန်တော့စကားလုံးမှားတယ်အဲ့ဒီနှစ်ခုနဲ့ခြားလက်ပတ်နေရဒီချိန်ထိရောက် ခက်တာပဲဘာလုံနေတာလဲငါပြောသားမှာဟုတ်ကဲ့ ဆရာဆက်သွယ်မပေးတော့လေကျွန်တော်လည်းရတဲ့အဆက်သွယ်နဲ့ဒီမှာဝင်လုပ်ကြည့်နေတာဆရာ ဟုတ်ပါပြီအခုဘာလုံနေလဲမေးတာ ဟိုကဒီလိုဆရာရဲ့သူတို့ရဲ့လုပ်ငန်းတစ်ခုကျွန်တော်ဝင်နှောက်ရှက်တာသူတို့ကကျွန်တော်ကိုနှောက်ရှက်ရမလားဆိုပြီးချတာကျွန်တော်ပြန်ခံချတာပြန်ကစ်တာ ဘူးမဟုတ်ဘူးမလားနင်အတုံးမကြနဲ့ငါဘာပြောခံယူဟိုမှာပိန်တာယူကငါပြောနေပြီ ဟိုလေမှန်တော့မှန်တယ်ဆရာဒါပေမဲ့သူတို့မကစ်ခင်ကျွန်တော်မကစ်ခင်သူတို့ကကစ်လို့ကျွန်တော်ထိသွား နင်အတုံးမကြတာဖဲသမ်းမှာဖဲပြောဒါကိန်းလားပြောဒါကဲငါလုပ်ကြည့်မလား မလုပ်ပါနဲ့မလုပ်ပါနဲ့မလုပ်ပါနဲ့ကြီးလို့ပါဗျာမလုပ်ပါနဲ့ထုတ်ပါနဲ့ မဟုတ်ပါဘူး तू အတုံးမကြငါပြောခံနေပြီငါတင်မင်းမလို့ကဲလှုပ်နင်တို့ဘာပြောနေကြလဲ ဟဲ့မင်းငါတို့ကိစ္စတော့ဝင်လျှောက်လာမလား အဲ့တော့ငါဘာတန်ပြော ဝင်လျှောက်တာမဟုတ်ရှင်းပေးတာတော့ပြောရမှာ ငါ့ကိုအိုက်တင်မတင်မနဲ့စကားပဲတင်မှာ ဝင်လျှောက်တာမဟုတ်ရှင်းပေးတာပဲပြောတာ ဝင်ရှုပ်တာမဟုတ်ဘူးရှင်းပေးတာ ရှင်းကျွန်တော်ထိုးတာဟုတ်လား ဆိုတော့ငါဘာပြန်လို့ ကာပြီးပြန်ထိုးတာကျွန်တော်တို့ ဒါက ကဲပြောမင်းငါတို့ကိစ္စတော့ဝင်လျှောက်လာမလား ဝင်ရှုပ်တာမဟုတ်ဘူးကွာရှင်းပေးတာ ရှင်းတော့ တကယ်လုတ်ခိုင်းတာမဟုတ်ဘူးဟမ်တကယ်ထိုးခိုင်းတာမဟုတ်ဘူး မသိဘူးလေထိုးဆိုလို့ထိုးလိုက်တာဗော